မင်္ဂလာပါရှင်ဒီဇက်ကိုဆက်ပြမှာထုတ်လုပ်လိုက်တဲ့ဆက်ပြခရင်လေးပါနော်ဒါလေးကတော့အဖြူရောင်လက်နံလေးပါသူကတော့တပိတ်တာနဲ့20သားပါတစ်ထုပ်ကို9000ပါနော်ရာဈေးကတော့4000ပါအထုပ်အစိတ်ကနေစပြီးတော့4200နဲ့ပေးပါတယ်နော်သူ့ရဲ့အမြုပ်အားလေးကိုတစ်ချက်စမ်းပြပေးပဲနော်တစ်ချက်ကြည့်ပေးပါအောင်ရှင်ဒါကတော့အမြုပ်အားလေးကိုစမ်းပြထားတာပါနော်ရှားဈေး4000တန်လေးကိုစမ်းပြထားတာပါသူ့ရဲ့အမြုပ်အားလေးကတော့လုံးဝကိုရှယ်ထွက်တာနော်လုံးဝကိုအမြုပ်မှာအမြုပ်ကြိုက်တဲ့သူတွေအတွက်ကိုဦးစားပေးပြီးတော့ထုတ်ပေးထားပါတယ်ဒါလေးကတော့နော်ပြီးတော့နောက်ထပ်ပုံမှန်ရောင်းနေကြ3000တန်ရာဈေး3000တန်လေးကိုလည်းအမြုပ်အားလေးစမ်းပြပေးပါမယ်နော်ဒါလေးကတော့အထုပ်အစိတ်ကနေစပြီးတော့ကြတော့3200နဲ့ပေးပါတယ်အထုပ်100ဈေးဆိုရင်3000နဲ့ပေးတဲ့ဆက်ပြခရင်လေးရဲ့အမြုပ်အားလေးပါ3000တန်လေးနဲ့4000တန်လေးနဲ့အမြုပ်အားလေးကတော့နော်ကွာတော့တော်တော်လေးတော့ကွာတာပေါ့1000ကွာတာဆိုတော့လေအမြုပ်အားလေးကလည်းတော်တော်လေးကွာပါတယ်နော်စိုက်တာသုံးလို့ရပါတယ်